ကျွန်တော်အရန်စားခြင်းလို့ရိုက်ခွင်းထိ ရဲနေမခေါ်လိုက်အောင် BJ ဒီလာရဲတော့နား BJ ဝက်နိုင်ယုံမီတော့ပါ 22ရက်နေ့မှရဲတော့ ရှယ် မရတော့မရတော့မတက်တော့တော့လိုက်ဆွဲပြီ ဒီကနေတော့ပြန် မနေ့ကခေါ်ပါတယ် ဟော ပါစလေးထုတ်တော့ မရတယ်ကိုဆွဲဟုတ်တယ်တီးတဲ့ မနေ့ကကိုကြီးကျွေးမဲ့ကြောင်ပြောလိုက်အောင်လေ ကျွန်တော်ပြောတာ โอเคရပြီ လောင်းတာနေ လာဘူးလာယူရပါစေ ဂျီ ကဲကျွန်တော်တို့ကဝက်နိုင်ယုံမီတော့ကိုကြော်ညာနေတာပါခင်ဗျအဲ့ဘေးကအာဂျင်နေတာကတော့ကျွန်တော်တို့ရဲ့ contract ပါခင်ဗျ တော့ပါ အကျဉ်းရကော ဟုတ်လေဒါသိအောင်လို့လေသိအောင်လဲကြော်ညာပေးရသေးတယ် မလို့နဲ့တော့ဟုတ်ပါဟုတ်တယ်မင်းကအဲ့ လေနောက်တော့လိုက်တော့ကောင်းကောင်းဒီ နေနေဆိုရ ဟာညီလေးလက်ရလေကြမ်းလို့ကြမ်း ကြောက်တယ် ဟာဘယ်လိုကြောက်မကြောက်ဘူး တော်တယ်ကျွန်တော်ဒီခုချက်တယ်လို့ ကောင်းတယ်ညီလေးရ ညာချက်မကောင်း မြေတစ်သလုံးတစ်ဖက်မငတ်ဘူး ဘူးလားငိမ့်သေးပါရော ဒီမိုက်လေကောင်းတယ်ညီလေးရတာဂီတာမြင်တော်သာလမ်းပေါ်မှာ ဟုတ်တယ်မလုံးနဲ့3-6ပေါ့ အမှတ်ပဲမသိတာနော်အမှတ်36ခွန်နေတော်သာလမ်းမကြီးတာဂီတာပေါ်မှာဘဲကြီးရှိတယ် โอเค တော်တော်မိုက်တယ်တပွဲကို9000 2000နဲ့တော့တရင်စီရရဲ့2000 3000 1300ရှယ်ပဲနော်အများကြီးပဲအကြည့်ဝင်မိုက် လွယ်လွယ်နေတယ် တော်ကောင်းတယ်ဟုတ်တယ်ညီလေးရဒီကြံတဲ့ဟာလေးကိုတော့ကိုသုံးလုံးမဲ့စားမယ်ကိုအိမ်မှာတဲလုံးကြီးနဲ့တဲလုံးလေးရှိတယ် ကျွန်တော်လာပေးကြတယ် တော်တော်မိုက်ပြီမဟုတ်ပါဘူးဒီဟာပဲယူသွားလိုက်တော့မယ် သူစားနေတယ်ဟို တော်တော်မိုက်လား ဒီမှာရှိရတယ် ဒီပါနေမှာပြောတော့ပါဘူးရအောင်ရအောင်အာနာ ငါ အချင်းတိုင်းတော့ဒါရောင်းတာ အာနာကိုတရချားပဲတစ်ခါမှမှာပါ ဘူးဘူး နည်းတော့စားတော့ဝမ်းစားတာ ဒါကြောင့်ရမှု ဟုတ်ပါသေးတယ် တော်ကောင်း တောင်းနေတယ်ဟုတ်ကောင်းတယ်ဘုရားနေရတော်တော်လေးစား ဟုတ်လို့နော် ကိုတယ်ကိုတားလိုက်ပုံကကြည့်တော့ဟိုဒီကညီမအီတော့နော်ချင်းဆက်လေးလောက်တာ ဟုတ်လားတော့ဒီလေး တော်တော်ညီဒီကကွာဒီရတော့ခိန်းနေတာတိတ်တော် မတော်ပြပါတယ် ဘယ်လို โอเคပါဒါကတော့ကျွန်တော်စားတာကသုံးလုံးစားလိုက်တယ်ကျွန်တော်ကြံတာကိုကျွန်တော်အိမ်အတွက်ပါကျွန်တော်တဲတုံးကြီးနဲ့တဲတုံးလေးအတွက်ပါညီလေးတရုံးမှမယူနဲ့နော်ညီလေးအကုန်ထဲနော်ညီလေးကတော့ညီလေးကကင်ထားတာနည်းနည်းလေးတော့ သိစင်နေတယ် ဟမ်တိတ်တော့စိတ်မချအောင်ညီလေးကပြန်ယူသွားတတ်တယ်ညီအကြီးတွေပါအကုန်ထဲနော်မြုပ်သီးတွေရောဗာတွေရောအကုန်ကုန် ကိုပြီနော် ကုန်ပြီနော်တေချာလေးရှယ်ပဲညီလေးထူးကြနောက်ထပ်တစ်ပွဲလာဖို့ပါမယ်တဲ့မဟုတ်ဒီတစ်ပွဲပဲကိုကဒါစေတနာရီမြစ်တာရီနဲ့ခြံထားတာလေโอเคဖုန်းလိုက်ပြီ โอเค နာမည်လေးထိုးလိုက်ပါဦးညီလေး မေး